Dominican Republic နိုင်ငံမှာကျင်းပမဲ့ Mr. Model International 2014 အလှမောင်ပြိုင်ပွဲကိုမြန်မာနိုင်ငံကိုစားတွားရောက်ရှင်ပြိုင်ဖို့အတွက်နိုဝင်ဘာ19ရက်နေ့ကအလှမောင်ဥက္တာကျော်ကိုရွေးချယ်ပြီးမိတ်ဆက်ခဲ့ပါတယ်။ဥက္တာကျော်ဒီပြိုင်ပွဲအတွက်ဘာတွေအဓိကထားပြင်ဆင်နေလဲ။အနောက်နိုင်ငံသားတွေနဲ့ရှင်ပြိုင်ရမှာမို့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်မှုနဲ့ဘာသာစကားကိုအဓိကထားပြင်ဆင်ထားပြီး talent show အတွက်တော့ပကံနဲ့ပြူစတိုင်ရောနှောထားတဲ့ရှေးဟောင်းအကကိုပြင်ဆင်ထားတယ်လို့ဆိုပါတယ်။မော်ဒယ်တယောက်ဟာလှုပ်ရှားမှုတိုင်းမှာစတိုင်အပြည့်ရှိနေရမှာဖြစ်ပြီးအလှမောင်တယောက်ဖြစ်လာရင်တော့စိတ်နေစိတ်ထားပါကောင်းနိုင်အောင်ကြိုးစားရမယ်လို့ဆိုပါတယ်။ကျန်တဲ့နိုင်ငံကစပိန်ကတွေ့နိုင်ငံပြီးတော့ကျွန်တော်စပိန်ကလာမှာကျွန်တော်တင်ထားပါတယ်နောက်ပြီးတော့ဝေပိုင်းခံရအောင်နောက်ပြီးတော့နိုင်ငံချင်းကအခုကအနောက်တိုင်းနိုင်ငံသားတွေပြန်ရမှာတူတူတွေပြန်ရမှာဘာလို့လဲဘယ်လိုလုပ်မလဲဆိုတော့အခုလည်းကျွန်တော်ပြင်ဆင်ထားပါတယ်။ဒီတင်မှာကျွန်တော်ဒီပေလို့ရစားဆိုတော့ဒီတူတူဆောက်မှာစတိုင်ရှိနေတော့နောက်မှကျွန်တော်ဒီစိတ်စိတ်ထားဒီခဏတော့စားဘယ်နဲ့မကွာခွာတဲ့ပကံတော့ရှိပြီးတော့ပကံနဲ့ဂျူမလို့လည်းကာရီတို့ကျွန်တော်ပြင်ဆင်ထားပါတယ်ဒါပေမဲ့တင်းနဲ့တော့ဟိုဘက်မှာအခြေအနေရတယ်ပေါ့တင်းနဲ့မှာဒီလိုတွေကအခုကတင်းနဲ့မပါဘူးလို့ပြောတယ်ပါလို့လည်းပြောတယ်ဆိုတော့ပွဲရတော့သူကဂျိုင်းမှာမစ္စကိုပြည်တိုင်းပါတော့ပါတယ်ဒါပေမဲ့မစ္စကိုအခုပါတယ်ဒါတော့မစ္စကိုမျိုးကိုပြောတင်ထားတယ်တင်းနဲ့ကတော့ပိုင်းကျွန်တော်ကြောက်လို့ဆိုတော့ရန်ကုန်မြို့စူးလေရှန်ဂရီလာဟိုတယ်မှာ Mr. of Myanmar Organization ကကျင်းပတဲ့မိတ်ဆက်ပွဲမှာဥက္တာကျော်ဟာအရက်6ပေ2လက်မှအမြင့်ရှိပြီးအင်္ဂလိပ်စပိန်တရုတ်နဲ့ဟင်ဒီဘာသာစကားလေးမျိုးကိုတက်ကြွသူဖြစ်တယ်လို့ဆိုပါတယ်။ Mr. Model International 2014 Pageant ပြိုင်ပွဲအတွက်ပြီးခဲ့တဲ့မေလကလေးကရှောက်လာတွေခေါ်ယူခဲ့ပြီး body, mindset, altitude, manly, educated စတဲ့စံနှုန်းတွေနဲ့ရွေးချယ်ရမှာဥက္တာကျော်ကစံနှုန်းတွေအားလုံးနဲ့ကိုက်ညီလို့ရွေးချယ်ခဲ့တယ်လို့ကိုစရာဟင်းကပြောပါတယ်။သူကိုယ်တိုင်လည်းလွတ်လွတ်လပ်လပ်လောက်ကင်တက်လို့ဘယ်အပိုင်းကိုလေ့ကျင့်ရမယ်လို့သတ်မှတ်မထားဘဲနှစ်သက်ရာ talent ကိုပဲလေ့ကျင့်ခိုင်းထားတဲ့အကြောင်းအနည်းဆုံးစုတစ်ခုတော့မျှော်လင့်ထားတယ်လို့ဆိုပါတယ်။ကျွန်တော်ကကြတော့လေလူတစ်ယောက်ကိုဘောင်ထဲမှာထားတာသိနေကြတယ်ခင်ဗျာအဲ့တော့ဘောင်ထဲမှာထားပြီးတော့ဒီ talent လောက်ရမယ်ဒီ national costume ကိုဝေးရမယ်ဒါလောက်ရမယ်ဆိုကျွန်တော်ဟောမဖြစ်ဘူးသူတို့အကောင်းဆုံးကြိုးစားထားတယ်လက်ရှိလောလောလတ်လတ်မှာလည်း national costume အတွက်လည်းပြင်ဆင်နေပြီလို့သူ့ဘက်ကလည်းအရာရာအားလုံးပြင်ဆင်ထားတဲ့အတွက်ကြောင့်အခုလူဒီ organization တွေနဲ့ဥက္ကဋ္ဌကျော်လည်းအားထားတယ်စုတစ်ခုခုလောက်တော့မြင်မှန်းပါတယ် Dominican Republic နိုင်ငံမှာလာမယ့်ဒီဇင်ဘာ1ရက်နေ့ကနေ9ရက်နေ့အထိ Mr. Model International 2014အလှမောင်ပြိုင်ပွဲကိုကျင်းပသွားမှာဖြစ်တယ်လို့ဆိုပါတယ်။